ဓမ္မပရထေသနာမဓမ္မရတနှင့်ဘဝသင်္ကန်းစာပြအကြောင်းတရားဒေသနာတော်ဒီကနေ့ညတော်ဘာသဘင်ခန္ဓာကိုယ်ရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျူဖက်ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပဂောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြတ်စွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မယံရည်အတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချင်းလဲအင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ရင်ကြီးဟုကျက်တိထဝေငါတဲ့အစုအလုံးခဲရင်တော်မူတို့ကိုကရောတော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အားထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပေမန်းခြင်းသို့ကတောဘဝတဏ္ဍကျင့်ဖျားစွာရောက်တော်မူခဲ့ရာရှာလိမ့်မည်မဟာကရုဏီကတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောက်မံကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဓမ္မပရဒေသနာမဓမ္မရတနှင့်ဘဝသင်္ကန်းစာများအပိုင်း6မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ဓမ္မပရဒေသနာတော်မှာလူသားတွေအတွက်နေ့စဉ်ဘဝလိုက်နာကျင့်သုံးခြင်းဖြင့်မိမိတို့ဘဝမှာဓမ္မလမ်းကြောင်းတွေမတိမ်ဆောင်းအောင်ထိန်းချောင်းနိုင်တဲ့အခြေအနေမျိုးကိုရရှိနိုင်မှာဖြစ်တယ်။ရရှိထားတဲ့ဘဝသင်္ကန်းစာများကိုသုံးချပြီးလက်တွေ့ဘဝမှာနေကြမယ်ထိုင်ကြမယ်ဆိုလို့ရှိရင်ယဗုဒ္ဓရဲ့ဆုံးမနဲ့ညီနေသည့်အတွက်ကြောင့်ပစ္စုပန်ဘဝမှာလည်းပဲချမ်းသာဒုက္ခရလို့နောက်ဘဝမှာလည်းပဲချမ်းသာဒုက္ခရလို့နှစ်ဘဝလုံးအစဉ်ပြေပြီးကောင်းကျိုးချမ်းသာတွေရကြမှာဖြစ်တယ်မြတ်စွာဘုရားဟာတတ္တလောကကြီးတစ်ခုလုံးကိုမြတ်ဘဝကောင်းကျိုးချမ်းသာတွေရဖို့တမလွန်ဘဝမှာကောင်းကျိုးချမ်းသာတွေရဖို့ဟောကြားဆုံးမခဲ့တာဖြစ်တယ်နောက်ဆုံးဘဝတန်တရားကလွတ်မြောက်ဖို့လို့ဆိုတဲ့အမြင့်ဆုံးအမြတ်ဆုံးနိဗ္ဗာန်ချမ်းသာရဖို့လည်းပဲဆုံးမဩဝါဒပေးခဲ့တာဖြစ်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားကိုဆုံးမသွန်သင်တော်မူတတ်တဲ့ကြီးမားလာတဲ့ခြေဆုတရားခုံခြေဆုတွေကိုအာရုံပြုပြီးတထာဒေဝမနုဿာနလူတွေနဲ့တည်းရဲ့ကြီးမြတ်သောဆရာတဆူဖြစ်ပါပေတယ်လို့လောကလူသားတွေဟာမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုရရှိကြလို့မြတ်ဘဝမှာလည်းချမ်းသာဒုက္ခတွေရကြတယ်ဓမ္မလွန်ဘဝမှာလည်းချမ်းသာဒုက္ခတွေရကြတယ်
ဘဝကလွတ်မြောက်ပြီးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တယ်ဆိုတဲ့အဆင့်ထိအောင်ရရှိသွားကြပြည့်စုံတဲ့အဆုံးအမတရားတော်တွေပဲဖြစ်တယ်ပေါ့မျက်မှောက်ဘဝကောင်းစားရည်သာဆုံးမပဲဆိုရင်တမလွန်ဘဝကောင်းကျိုးချမ်းသာမရဘူးဆိုရင်တန်တရားဥက္ကလွတ်ဖို့မဖြစ်သေးဘူးဆိုလို့ရှိရင်ပြည့်စုံတဲ့အဆုံးအမလို့ပြောလို့မရဘူးမြတ်စွာဘုရားရဲ့အဆုံးအမဟာဒီဘဝလည်းကောင်းကျိုးချမ်းသာရမယ်နောက်ဘဝအတွက်လည်းကောင်းကျိုးချမ်းသာရမယ်ဘဝကိုယွန်းမုန်းပြီးတော့အတိညာမြင်မာလာတဲ့ပုဂ္ဂိုလ်တွေဆိုရင်လည်းဘဝအဆုံးသတ်တဲ့နည်းဖြစ်တဲ့ဝိပဿနာကျင့်စဉ်မဂ္ဂင်၈ပါးအကျင့်တရားကိုဟောကြားဆုံးမခဲ့တာဖြစ်လို့မိမိကြိုက်တဲ့လမ်းကရွေးချယ်ပြီးတော့မြတ်ဗုဒ္ဓရဲ့ဆုံးမအတိုင်းလိုက်နာဆောင်ရွက်နိုင်ကြတာဖြစ်တယ်ပေါ့တန်တရားထဲမှာပျော်ပျော်နေခြင်းနဲ့ဆိုရင်လည်းမြတ်ဗုဒ္ဓအဆုံးမနဲ့နေလို့ချမ်းသာဒုက္ခတစ်ခုကနေချမ်းသာဒုက္ခတစ်ခုရပြီးဘဝတစ်ခုကနေဘဝတစ်ခုဆင်းရဲဒုက္ခမရှောင်လွဲနိုင်တဲ့ဘဝဒုက္ခကလွဲရင်အများဆုံးဒုက္ခတွေသက်သာမှာချမ်းသာစွာနေနိုင်တဲ့နိလန်ကောင်းတွေကိုမြတ်စွာဘုရားဟောကြားဆုံးမခဲ့တာဖြစ်တယ်။တရားတိုင်းကြုံတွေ့ရမယ့်ဆင်းရဲဒုက္ခဆိုတာတော့မွေးလာလို့ရှိရင်အိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဒုက္ခကတော့ပတ်စံရှိသူရောမရှိသူပါအာနာရှိသူရောမရှိသူပါလူမျိုးမရွေးဘာသာမရွေးအားလုံးကြုံတွေ့ရမယ်ဆင်းရဲဒုက္ခသာဖြစ်တယ်အားလုံးတတလောကကြီးတစ်ခုလုံးနဲ့သက်ဆိုင်တဲ့ပြဿနာကြီးတစ်ခုလို့ဆိုလို့ပေါ့သို့တော့မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာမယ်ဆိုလို့ရှိရင်မအိုခင်မှာမနာခင်မှာမသေးခင်မှာပျော်ရွှင်ချမ်းမြေ့စွာနေနိုင်တဲ့ဓမ္မလမ်းစဉ်ကိုပေးထားတာဖြစ်တယ်။တောကရိသက်သာပြီးစိတ်နှလုံးအေးချမ်းစွာနေနိုင်တယ်ပေါ့။တည်သည်ချမ်းမဲ့လိုက်ပဲကောင်းရသူဂတိဘုံကိုရောက်မယ်။သို့သောဝိဇ္ဇနာချင်းတည်ခြင်းဆိုတဲ့ဝိဆင်းရဲ့မဆုံးနိုင်တဲ့တန်တရားဒုက္ခကြီးကိုယွန်းမုန်းပါတယ်ဆိုလို့ရှိရင်လည်းမြတ်စွာဘုရားက exit ဆိုတဲ့ဘဝထွက်လမ်းကြီးကိုညွှန်ပြထားတာဖြစ်တယ်မြတ်စွာဘုရားလက်ထက်ကဘုရားမပွင့်ခင်ကဘာသာတရားကိုဟောကြားနေကြတဲ့ပုဂ္ဂိုလ်တွေဟာတန်တရားဥက္ကထွက်လမ်းဆိုပြီးသူတို့ဉာဏ်စွမ်းဖြင့်သိသမျှကိုလမ်းညွှန်ပြတော့လည်းပဲတန်တရားဝကထွက်လန်းအစစ်ကိုရရှိမသွားကြဘူးဥပမာမဲ့တပဋ္ဌာကျင့်စဉ်တစ်ခုမှာအောင်မြင်ပေါရောက်သွားတဲ့အာလာရကာလမတို့ဥဒကရမဗုဒ္ဓတို့ဆိုတဲ့ယသိကြီးတွေဟာဘုရားလောင်းကိုယ်တိုင်ပဲသူတို့စီကနီးနာယူပြီးတော့တပဋ္ဌာကျင့်စဉ်တွေကိုကျင့်နေသူတို့ဟောပြောတဲ့ဤစနစ်သူတို့အနေနဲ့ကတော့မောက္ခလို့အာလာရကာလမကသူရောက်တဲ့အဆင့်ကအာကိဉ္စညာယရဏဘုံလို့ဆိုတဲ့အဲ့ဒီဘုံကိုပဲသူအနေနဲ့ကတော့မောက္ခတန်တရားကလွတ်ကင်းတဲ့နေရာအဖြစ်သတ်မှတ်ပြီးတော့သူဟာကျင့်ကြံကြိုးကိုအထောက်ဥဒကရမဗုဒ္ဓအနေနဲ့ဒေဝတိညာနာတိညာရဏဆိုတဲ့ဘဝရဲ့ထိတ်ဆုံးဘုံဘဝတွေအားလုံးရဲ့ထိတ်ဆုံးမှရှိတဲ့ဘုံဘဝဟာမဟုတ်မနာမသိထာဝရမြဲတဲ့နေရာအဖြစ်ယူဆပြီးတော့သူ့ရဲ့လွတ်မြောက်ရာအဖြစ်လမ်းစုံပတ်နိုင်ထားပြီးတော့ကြိုးစားအထောက်သွားတယ်သို့တော့သူတို့နှစ်ဦးစလုံးဟာတန်တရားတွေကထွက်မသွားနိုင်ဘူးတကယ်ထွက်ပေါက်ကိုရမသွားရှာကြဘူးနောက်ဆုံးမှာတန်တရားပြန်လဲလို့ရှိရင်လူပုံမှာလည်းသူတို့ကိုပြန်တွေ့ရအောင်မှာဖြစ်တယ်ကံမကောင်းအကြောင်းလှလို့ရှိရင်တိရစ္ဆာန်ပုံလည်းရောက်ချင်ရောက်လာကြအောင်မယ်32ပုံထဲမှာသောတာပန်5ပုံကလွဲကျန်တဲ့ပုံတွေကိုသူတို့လှည့်လှည့်ပြီးတော့နေကြရအောင်မှာဖြစ်တယ်ဆိုတာ
တန်တရားတွေကလွတ်သွားတာမဟုတ်ဘူးသို့တော့သူတို့ကျင့်ကြံကြိုးကိုအထုတုံးကတော့တန်တရားကအလွတ်ဆိုပြီးတော့ယုံကြတာပဲဖြစ်တယ်ပေါ့ပရပိုက်တွေဆိုလို့ရှိရင်အဘတရဘုံဟာသူတို့ရဲ့လမ်းဆုံးပန်းတိုင်နိဗ္ဗာန်ပဲနိဂန္ဓတွေကအနန္တမာနတလို့ခေါ်တဲ့အတ္တညတဘုံဟာသူတို့ရဲ့လမ်းဆုံးပန်းတိုင်ပဲတချို့ယသိတွေရဲ့လမ်းဆုံးပန်းတိုင်ကတော့ခုနပြောတဲ့အရူပပြမပုံတွေပဲဖြစ်တယ်ပေါ့ဒီကနေ့ခေတ်မှာလည်းတချို့ဘာသာတရားတွေဟာကောင်းကင်ဘုံဆိုတာကိုပြောကြဘယ်ဘုံရဲ့လို့သတ်မှတ်တာမဟုတ်ဘုရားသခင်ရှိတဲ့ကောင်းကင်ဘုံသိသွားလို့ရှိရင်သာဝရကောင်းကင်ဘုံရောက်တယ်ဆိုပြီးဒီယုံကြည်ချက်နဲ့လုပ်နေကြတာဒါဖြစ်တယ်ပေါ့ယုံကြည်ချက်ရှိယုံနဲ့လမ်းစဉ်ကမမှန်ဘူးဆိုရင်ကိုမြတ်မတဲ့နေရာကိုရောက်ချင်မှရောက်မရောက်ဖို့ရများတယ်ပေါ့လမ်းစဉ်နဲ့လှုပ်ထုံးဆိုတာအပြည့်အဝရှိဖို့လိုတယ်လမ်းကြောင်းလည်းမှန်မို့လိုတယ်မန္တလေးမြို့ကြီးမှာလမ်းကြောင်းတွေရှိတယ်ဒီအနေပြီးတော့ပြင်ဦးလွင်ကိုတက်မယ်ဆိုလို့ရှိရင်မရယာဘက်ထွက်သွားရင်တော့ပြင်ဦးလွင်ဘက်ရောက်မှာမဟုတ်ဘူးလမ်းမှားသွားပြီပြည်ကြီးတကွန်ပဲထွက်သွားလို့ရှိရင်လည်းပဲပြင်ဦးလွင်ကိုရောက်မှာမဟုတ်ဘူးလမ်းကြောင်းမှန်မှသာလဲပြင်ဦးလွင်ဆိုတာရောက်မှာဖြစ်တယ်ပေါ့ဘယ်သွားကိုသွားတဲ့လမ်းကြောင်းစီမှန်ကန်တဲ့လမ်းကြောင်းဖြစ်ဖို့အရေးကြီးတယ်အေးဒါကြောင့်မြတ်စွာဘုရားကဓမ္မပဒဒေသနာတော်မှာဘဝလမ်းချောင်းတိမ်းဆောင်ပြီးတော့မသွားရအောင်လိုက်တာကျင့်သုံးဖို့ရာဓမ္မရတပေါ်လွင်စေတဲ့အဆုံးအမတွေကိုဆုံးမခဲ့တာဖြစ်တယ်အဲ့ဒီအဆုံးအမတွေဟာမိမိတို့အတွက်တန်ဖိုးမဖြတ်နိုင်တဲ့အဆုံးအမတွေဖြစ်လို့ဘဝသင်္ကန်းစာရပြီးကိုမျှော်မှန်းတဲ့နေရာကိုအရောက်သွားနိုင်ကြမှာဖြစ်တယ်ဒီကနေ့အပိုင်း6မှာမြတ်စွာဘုရားကစัจ jin ဘက်အကောင်းတဲ့ဆိုဒေသနာနှစ်ပုဒ်ကိုတွဲဖက်ပြီးတော့ဟောပြောခဲ့တာဖြစ်တယ်အဲ့ဒီဒေသနာတော်နှစ်ပုဒ်ဘာလဲလို့ဆိုရင်သူဘာနုပတ္တိဝိဟရန္တံဣန္ဒရိယေတုအတ္တံဝုတံဘောဇနမိသာမတ္တညောကုတိတံဟိနဝိရိယတံဝေပတေဟတိမာရောဝါတောရုက္ခံဝဒုပ္ပလံကိုသွားခြင်းနဲ့လမ်းဆုံးပန်းတိုင်ကိုရောက်သွားတဲ့ပုဂ္ဂိုလ်တွေရှိသလိုမရောက်တဲ့ပုဂ္ဂိုလ်တွေရှိတယ်လောကမှာပြင်းထန်တဲ့လေမှုန်တိုင်းတွေဟာတစ်ပင်တိုင်းကိုလဲတော့အောင်တိုက်တိုင်းတာမဟုတ်ပါဘူးအမြင့်ခိုင်တဲ့တစ်ပင်တွေကြတော့မလဲဘူးပေါ့နော်ကန်းဆက်မှပေါက်ပြီးတော့အမြင့်ပေါ်လို့ရင်းရိုင်နေတဲ့အင်အားမရှိတဲ့တစ်ပင်တွေကြတော့တမန်လေးလေးနဲ့တည်းပဲဒီတစ်ပင်ဟာအမြင့်ထောင်ပြီးတော့လဲသွားတာရှိတယ်အဲ့ဒါလိုပဲလူလောကမှာအာယုံကာမဂုဏ်အာယုံလို့ဆိုတဲ့မုန်တိုင်းအနေနဲ့တွေ့တဲ့အခါမှာကိုသွားခြင်းနဲ့လမ်းကြောင်းကိုမရောက်ဖဲနဲ့လေတိုက်လိုက်လို့တစ်ပင်ကြီးဟာအမြင့်ထောင်ပြီးတော့လဲသွားသလိုလမ်းမှာတည်းပဲလမ်းဆုံးပန်းနိုင်မရောက်ဖဲနဲ့လမ်းမှာပဲအဆုံးသတ်သွားရတဲ့ပုဂ္ဂိုလ်မျိုးတွေဆိုပြီးတော့ဒီလိုတစ်ခုဟောတယ်နောက်တစ်ခုကြတော့အတုဘနုပတ္တိဝိဟရန္တံဣန္ဒရိယေတုတုတံဝုတံဘောဇနမိသမတ္တညောတတ္တံအာရဒဝိရိယတံဝေနပတဟတိမာရောဝါတောဒုက္ခဝတုပ္ပလံအာကြီးမားတဲ့တစ်ပင်ကြီးဝါတောသေလံဝပပ္ပတံကြောက်တောင်ကြီးကို
ပြိုကျသွားအောင်တိုက်နိုင်တဲ့လေဆိုတာမရှိဘူးတစ်ပင်တွေကတော့လေတိုက်လိုက်လို့ရှိရင်အမြင့်ထောင်ပြီးတော့လဲသွားနိုင်တယ်ကြောက်တောင်ကြီးကိုတော့ဘယ်လေကမှရွေ့သွားအောင်ထောင်လဲသွားအောင်လုပ်နိုင်သွားမရှိဘူးဝါတောတေလံဝပပ္ပတံအဝိဓမ္မခိုင်တဲ့ကြောက်တောင်ကြီးကိုလေဟာတိုက်လဲခြင်းကမစွမ်းနိုင်ဘူးလူရဲ့အရေးချင်းကောင်းကောင်းနဲ့ကျင့်ကြံကြိုးကုပ်အထုတ်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်လမ်းဆုံးပန်းနိုင်အထိရှောက်ရှိသွားနိုင်တယ်ဆိုတဲ့အရေးချင်းအင်္ဂါရပ်တွေဘယ်လိုပြည့်စုံအောင်လုပ်ရမလဲဆိုတာကိုမြတ်စွာဘုရားဒီဒေသနာတော်နှစ်ခုမှာဥပမာနှစ်ခုနဲ့ဟောထားဝတ္တောရုက္ခံဝဒုက္ခလံအာမရှိလာတဲ့တစ်ပင်ဆိုတာနော်အလုံးမဲအမြင့်ခိုင်တဲ့တစ်ပင်ပဲဖြစ်စေအလွန်ကြီးမားတဲ့မုန်တိုင်းကြီးလာရင်တော့ပြိုလဲသွားတာပဲများမြန်မာလူမျိုးတွေလက်တွေ့ကြုံကြရတယ်နာခေမုန်တိုင်းကြီးလာတော့ကရှမ်းကုန်မြို့မှာရှိတဲ့ခိုင်မေးဆိုတဲ့တစ်ပင်ကြီးတွေဟာကုန်ပါသွားတယ်နော်မွေ့ပြီးတော့ထုတ်လိုက်တဲ့အခါမှာဆွဲချွတ်လိုက်တယ်လို့အကုန်လုံးကျွတ်ထွက်ရောင်မင်းကြီးတွေမြစ်ပါထောင်ပြီးတော့ကျွတ်ကြသွားသို့တော့ပဲခူးရုံမဆိုတဲ့တောင်ကြီးကတော့ဘာမှဖြစ်မန္တလေးတောင်ကြီးလည်းဘာမှဖြစ်စကိုင်းတောင်ကတောင်ရိုးကြီးလည်းဘာမှဖြစ်တောင်ကြီးတွေကြတော့ဘလောက်ပြင်းထန်တဲ့မုန်တိုင်းကပဲဖြစ်ဖြစ်ဖြိုနိုင်စွမ်းမရှိဘူးအဲ့ဒီဥပမာတိုင်းပဲလမ်းဆုံးပတ်နိုင်ကိုကြံ့ကြံ့ခိုင်တဲ့အရေးချင်းတွေနဲ့ဓမ္မလမ်းကြောင်းကနေမတိမ်းဆောင်ရအောင်ရှောင်လန်းနိုင်တဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ပြိုလဲပြီးတော့ကြာဆုံးသွားမှာမဟုတ်ဘူးဆိုတာအရေးချင်းနှစ်ရက်အရေးချင်း2မျိုးအရေးချင်း5မျိုးကိုမတူညီတဲ့အရေးချင်းတွေကိုကွဲပြားခြားနားစွာဟောသွားတာပဲဖြစ်တယ်နော်နှစ်ဦးရှိတယ်တဦးကသူဘာနုပတ္တိတဲ့တဦးကအတုဘာနုပတ္တိအလှပကိုပဲကြီးရှုနေတတ်တဲ့ပုဂ္ဂိုလ်အလှပကိုမမောတဲ့ပုဂ္ဂိုလ်ကတဦးအလှပကိုမမောဘူးတကယ်သဘာဝကိုရှုမြင်နိုင်တဲ့ပုဂ္ဂိုလ်ကတဦးအလှပမမောနေတဲ့ပုဂ္ဂိုလ်ဟာသူလိုချင်တဲ့ပန်းနိုင်မရောက်ခင်ပြိုလဲသွားမှာပဲဖြစ်တယ်လက်တွေ့ဘဝမှာဘုန်းကြီးတို့တွေဘာလိုချင်တယ်လဲနော်ကိုသွားခြင်းတဲ့လမ်းကြောင်းဖြောင်းဖြောင်းတန်းတန်းရောက်ဖို့ရအတွက်အလှပကိုမမောသူမဖြစ်စေရဘူးလှပကိုမမောတယ်ဆိုလို့ရှိရင်လူဘဝမှာတောင်အထွတ်ထိပ်ကိုမရောက်နိုင်ကြဘူးတရားလမ်းကြောင်းနဲ့ပတ်သက်လာရင်ဝေးသေးတယ်တရားဓုတရားမြတ်ရဖို့ဆိုတာတော့လုံးဝကိုမဖြစ်နိုင်နောက်ဆုံးမှာတရားဓုတရားမြတ်ရတာကိုမပြောနဲ့အောင်နော်အလှပမမောတဲ့ပုဂ္ဂိုလ်ဟာလောကစည်းစိမ်ဥစ္စာတစ်ခုတောင်ရနိုင်တာမဟုတ်ဘူးပြိုလဲပြီးကြဆုံးသွားနိုင်တယ်50ထဲမှာတက္ကတိလသာတကဆိုတာရှိတယ်ပိစိကဗုဒ္ဓအရှင်မြတ်တွေကတက္ကသိုလ်ကမင်းသားတူအိမ်မှာဆွန်ဖုံးပေးတယ်သူမင်းသားတူကမင်းသားတူကိုတရားဟောရင်းနဲ့အဲ့ဒီတက္ကသိုလ်ကမင်းသားဟာပိစိကဗုဒ္ဓတွေကဟောပြောတဲ့အခါမှာဒီမြို့မှာတော့မင်းသားဟာဘယင်ဖြစ်မှာမဟုတ်ဘူးသို့တော့တော်လန်ခရီးကိုဖြတ်ကျော်သွားပြီးတော့ခြားမြို့တစ်မြို့ကိုရောက်သွားနိုင်တယ်ဆိုရင်မင်းသားဟာယာတုအာနာစိစိမ်ဥစ္စာတွေဘယင်ဖြစ်ကိုရလိမ့်မယ်သို့တော့လန်ခရီးကအဗ္ဗဓမ္မအန္တရာယ်များတယ်အဲ့ဒီအန္တရာယ်များတဲ့လန်ခရီးကိုကျော်လွှားနိုင်ရမယ်အဲ့ဒါဆိုရင်သင်မင်းသားဟာ
မင်းစည်းစိမ်ဥစ္စာကိုရလိုက်မယ်အဲ့ဒါလို့ပိစိကဗုဒ္ဓတွေကဟောပြောတော့အဲ့ဒီတက္ကသိုလ်ကမင်းသားဟာဘုရားလောင်းဆိုတော့စိတ်ဓာတ်ကြံ့ခိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပိစိကဗုဒ္ဓတွေပြောတဲ့အတိုင်းလိုက်နာပါမယ်ဆိုပြီးတက္ကသိုလ်ပြည်ကနေခရီးထွက်တယ်သူနဲ့နောက်ကအတူလိုက်ချင်တဲ့လူ9ယောက်ရှိတယ်အဲ့ဒီ9ယောက်ကအတူလိုက်လာကြသူတို့ကိုတတိပေးတယ်ထိုသွားမဲ့လမ်းခရီးဟာဘလူတရေတွေကြက်တွေဖန်ဆင်းတဲ့လမ်းဖြစ်တယ်အဲ့တော့တတိထားကြမှာဘာပဲဘယ်လိုအတွေ့အကြုံနဲ့ပဲတွေ့ကြုံစိတ်ဓာတ်ကြံ့ခိုင်မှုလိုအပ်တယ်စိတ်ဓာတ်မကြံ့ခိုင်မှုဆိုလို့ရှိရင်ဘလူးစာဖြစ်သွားလိမ့်မယ်လို့တတိပေးပြီးတော့ပိစိကဗုဒ္ဓတွေရွတ်ပေးလိုက်တဲ့ပေးချီပေးချိုးတွေလက်မှစီးပြီးလက်နဲ့တွေနဲ့ကိုယ်စီဘုရားလောင်းဥဆောင်ပြီးတော့ထွက်သွားတယ်ဆိုတဲ့ဇာတ်လမ်းလေးရှိတယ်နော်လမ်းရောက်တဲ့အခါကျဒီအလားအပမမောတဲ့ပုဂ္ဂိုလ်ကြီးကြာဆုံးသွားတယ်ဆိုတာကိုစဉ်းစားကြည့်သူတို့သွားခြင်းတာနိဗ္ဗာန်သွားတာမဟုတ်ဘူးအဲ့ဒီမှာဘယ်သွားတာယာတုဂုံတိန်စီစိန်ဥစ္စာရမယ်ဘယင်းအဖြစ်ကိုရမယ်နေရာကိုသွားတာအဲ့ဒီလိုသွားတာတော့မရောက်တဲ့ပုဂ္ဂိုလ်တွေအများကြီးဖြစ်တယ်ဘုရားလောင်းကတော့စိတ်ဓာတ်ကိုကြံ့ကြံ့ခိုင်ခိုင်ထားပြီးတော့ဘယ်လိုဖြားရောက်သွေးဆောင်မှုနဲ့ပဲတွေ့စိတ်ဓာတ်ကြံ့ခိုင်ပြီးတော့သူ့ရဲ့ရှိမှန်းချက်အောင်မြင်သည့်ထိအောင်သွားတယ်သူ့နောက်ကလိုက်လာတဲ့လူ9ယောက်ကတယောက်ကလမ်းမှာဘလူတွေကြက်တွေကအမတန်ချောအမတန်လှတဲ့အမျိုးသမီးတွင်တန်တန်ဖန်ဆင်းပြီးတော့ဖြားရောက်တဲ့အခါမှာအစင်းလှပတာကိုမမောတဲ့လူတယောက်ကအလွန်သဘောကျပြီးတော့ရှေ့ဆက်ကိုမလိုက်ချင်တော့ခြေတော့နာလို့နေမကောင်းလို့နဲ့လှုပ်ပြီးတော့တကယ်ကတော့မဟုတ်ဘူးအယောင်ဆောင်ဖန်ဆင်းထားတဲ့ဘလူးမကြက်ကောင်တွေရဲ့အဆင်းမမောပြီးတော့သူကကြံရစ်တယ်ကြံရစ်တော့ဘလူးစာဖြစ်သွားတယ်အဲ့တယောက်ဘလူးစာဖြစ်သွားတယ်တယောက်ရော့သွားရှေ့ရောက်တဲ့အခါကျတော့အတန်ကောင်းအဆူကောင်းအမတန်မှတာယာနာပြောဝဲရှိအောင်ဆိုတတ်တဲ့အမျိုးသမီးတွေဖန်ဆင်းထားပြီးတော့ဖြားရောက်ကြပြန်တယ်ဘလူးတွေကြက်တွေကဖြားရောက်နေအတန်ကိုကြိုက်တဲ့လူကရှေ့မလိုက်ချင်တော့ဘူးဒီအတန်ကိုဆွဲမဲ့ပြီးတော့ဒီအတန်ရှင်နဲ့ပဲနေတော့မယ်ဆိုပြီးတော့နေလိုက်တော့သူလည်းပဲဘလူးစာဖြစ်သွားတယ်နောက်တစ်ယောက်ကျတော့နတ်သားဈေးကြီးခင်းပြီးတော့အမွှေးအကြိုင်တွေဖန်နှိထားတဲ့အခါအမွှေးအကြိုင်မမောတဲ့လူကလည်းပဲအဲ့ဒီနေရာကမခွာနိုင်မဲနဲ့သူလည်းပဲကြံရစ်ပြီးဘလူးစာဖြစ်သွားတယ်နောက်တစ်ခုကျတော့စားတော့ဖွယ်ရာတွေစုံနေအောင်ခုခေတ် restaurant တွေပေါ့ restaurant စာဥယျာဉ်တို့ဘာတို့နာမည်မျိုးစုံပေးထားတဲ့စားစရာတောက်စရာအမျိုးမျိုးဖုံအရသာမျိုးစုံဖန်ဆင်းထားပြီးတော့အခန့်ကျွေးမွေးလိုက်တဲ့အခါရှာလဲသွားတဲ့လူတယောက်ကမလိုက်နိုင်တော့ဘူးအဲ့ဒီအာဟာရကိုမမောပြီးကြံရင်တော့သူလည်းဘလူးစာဖြစ်သွားတယ်နောက်တစ်ယောက်ပဲကြံတယ်အဲ့ဒီနောက်တစ်ယောက်ကဘလူးမတွေကဖန်ဆင်းပြီးတော့ကိုယ်ကာယအထီးတွေ့တွေနဲ့ဖြားရောက်တဲ့အခါမှာဒီလူကလည်းဖွတ်တတ်ပါယုံဆိုတဲ့အထီးတွေ့ကိုမမောပြီးတော့သူလည်းကြံရတော့ဘလူးစာဖြစ်သွားတယ်ဘုရားလောင်းတယောက်ပဲတက္ကသိုလ်မင်းသားတယောက်ပဲရှေ့ဆက်သွားတယ်အဲ့တော့ဒါနိဗ္ဗာန်သွားတာမဟုတ်ဘူးနိဗ္ဗာန်သွားတာမဟုတ်တာတောင်မှပဲအလားအပမမောမယ်ဆိုရင်ကြာရှုံးသွားမှာပဲသိချတယ်ဒါကိုဖြတ်ကျော်နိုင်မှုလိုတယ်လို့ပြောတာသူတို့ဟာအမြင့်တွေပေါ်ပြီးတော့
ကမ်းပါးမှာပေါက်နေတဲ့တစ်ပင်နေလို့ပဲလေလေးတိုက်လိုက်တာနဲ့ဝုန်းနဲ့ပြိုသွားတဲ့လူတွေဖြစ်တယ်မခံနိုင်တော့တော့နိဗ္ဗာန်သွားဖို့ဆိုတော့အဝေးကြီးဒီတဲ့အန္တရာယ်တွေစုံလိမ့်မယ်ဒီအန္တရာယ်တွေကိုအကုန်ဖြတ်ကျော်နိုင်ရမှာအေးအဲ့ဒါကိုရည်စူးပြီးမြတ်စွာဘုရားဟောတာနိဗ္ဗာန်တစ်ခုတည်းမဟုတ်သေးဘူးနော်ကိုဖြစ်ချင်တဲ့အရာတစ်ခုကိုဖြတ်ကျော်ဖို့အတွက်ကာမဂုဏ်အာယုံဆိုတဲ့ဖြားယောင်သွေးဆောင်မှုတွေကိုကျော်ဖြတ်နိုင်ရမယ်သူဘာနုပတ္တိအလှပကိုအမြဲတမ်းရှုနေတဲ့ပုဂ္ဂိုလ်ဟာအလွန်မိုးခံရမယ်လေတိုက်လို့တပင်ကြီးလဲသလိုကိလေသာဆိုတဲ့တွေ့တာမှုတွေကသူ့ကိုအသေးတတ်လိုက်လိမ့်မယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့အတုပါနုပတ္တိလို့ခေါ်တယ်မတည့်မတည့်ယွန်းစပွဲအမှန်ကိုတဘာဝအမှန်ကိုချိထတာခုနကဘလူတွေကလူရောင်ဖန်ဆင်းထားတာအပေါ်ယံကအမတမချောလှတဲ့မြို့သမီးသွင်းတရံအတွင်းကြည့်လိုက်လို့ရှိရင်နော်အစွဲပြူးပြူးနဲ့ဘလူးအဲ့ဒီအတွင်းကိုမကြည့်နိုင်တဲ့ပုဂ္ဂိုလ်တွေကမမောပြီးကြရင်ထားပဲအတွင်းသားကိုကြည့်ပြီးကြောက်เสียဘလူးအသွင်ကိုမြင်တဲ့ပုဂ္ဂိုလ်တွေကြတော့အတုပန္နုပတ္တိလောကလူတွေဟာလည်းပဲကိုလည်းကြည့်သူများကိုလည်းကြည့်လှတယ်ဆိုတာအပေါ်ယံလေးပဲမဟုတ်လားတောင်မို့အင်္ဂလိပ်စကားတောင်ရှိသေးတယ် beauty is skin deep အရေးပြားလေးရတယ်လှနေတာနော်အရေးပြားလေးပေါ်တယ်လှအရေးကိုခွာလိုက်ရင်အတွင်းကအတဏီလန်ကြီးတွေတူတူပဲနော်အတွင်းကြည့်လိုက်ပါဆိုရင်လူရဲ့ခန္ဓာကိုယ်အတွင်းအပြင်ဖြောင်းပြန်လှမ်းလိုက်မယ်ဆိုရင်လှတာရှိပါအောင်လားရှိဘူးအတွင်းကြည့်လိုက်လို့ရှိရင်မြင်မှုရလိမ့်မယ်စကယ်တန်ဆိုတဲ့အယိုးစုကြီးတွေချိတ်ထားတာတွေ့တယ်နော်အယိုးစုကြီးတွေလူတိုင်းမှာအဲ့ဒီအယိုးစုကြီးတွေကရှိတယ်အတွင်းမှာအယိုးစုကြီးရှိတယ်အပေါ်ယံကအရေးလေးကုတ်ပြီးဘာနဲ့တူတော့ဆိုလို့ရှိရင်ဓမ္မီဆိုတဲ့ယုတ်တုခဏခေတ်မှာတော့ပေါ်ပါတယ်အထဲဆိုင်တွေမှာယုတ်တုတွေရှိတယ်မဟုတ်လားအဲ့ဒါကိုအင်္ဂလိပ်လိုဓမ္မီလို့ခေါ်တယ်ဓမ္မီဆိုတာစကားမပြောတတ်ဘူးစကားမပြောတဲ့ယုတ်တုအခုခေတ်တော့နော်ဘက်ထရီနဲ့အတန်သွင်းထားတဲ့အခါမှာနှုတ်ဆက်တဲ့အယုတ်လည်းရှိတယ်ဆိုင်တွေဘာတွေမှာဝင်လာလို့ရှိရင်ဝယ်ကန်လုပ်တဲ့ယုတ်တွေရှိတယ်နော်အေးဗမာပြည်မှာတော့ရှိသေးမှမထင်ဘူးနော်အဲ့ဒီယုတ်တုတွေဟာတေချာကြည့်လိုက်ရင်အတွင်းမှာဘာမှမရှိဘူးအပြင်ကပုံပန်းတရံလှလှလေးဝှစင်ပေးထားတာအတွင်းကြည့်လိုက်ပါမှာအဲ့တော့လူခန္ဓာကိုယ်ဟာလည်းပဲအတွင်းနဲ့ဖောက်ပြီးတော့ကြည့်နိုင်မယ်ဆိုလို့ရှိရင်အတွင်းထဲမှာယွန်းစရာမတရီစရာအော့ခြင်းစရာအန်ခြင်းစရာတွေပဲရှိမယ်နော်အပေါ်ယံလေးကြည့်ပြီးတော့လူတွေကตาရနေကြတာတူငါအပေါ်ယံကြည့်ပြီးตาရနေကြတာตาရအောင်အမျိုးစုံဖန်တီးပြီးတော့ထားကြတကယ်ကမမွေးကြိုင်တာကိုမွေးကြိုင်တဲ့အနန္တာတွေပက်ဖြန်းပြီးတော့ထားလို့အဲ့ဒီအနတ်တွေကိုလူကထွက်တဲ့အနတ်လို့ထင်ပြီးတော့မျက်စိလဲကြတာမလှတာကိုလှတယ်လို့မျက်စိလဲသွားကြတာအဲ့ဒီမျက်စိမလဲအောင်ချိနိုင်တဲ့ပုဂ္ဂိုလ်ကိုအတုပနုပတ္တိတဲ့တကယ်မလှမပမတည့်မတည့်ယွန်းစပွဲဆိုတာကိုရှုမြင်သုံးသပ်တဲ့ပုဂ္ဂိုလ်ကြတော့ကြောက်တောင်ကြီးဟာကြောက်တောင်ကြီးကိုလေမုန်တိုင်းကပြိုလဲသွားအောင်မတတ်နိုင်တယ်လို့အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ကြီးရိမ့်ရိုက်သွားအောင်တဏှာရာဂကမလှုပ်ဆောင်နိုင်ဘူးလို့သူတို့ဆိုလို့ဖះလောင်းကြည့်တက္ကသီလကဖះလောင်းဟာကြည့်ဘယင်ဖြစ်ကိုရယူဖို့သွားတာလေသူတို့သွားတာတက္ကသိုလ်ပြည်ကိုသွားကြအဲ့ဒီတက္ကသိုလ်ပြည်ရောက်သွားရင်သူကဘယင်ဖြစ်တာအဲ့ဒီကိုဥတီပြီးတော့သွားတာသူကြတော့အမြဲတမ်းအတုပါနုပတ္တိတကယ်အစစ်မှန်ကိုရှုမြင်သုံးသပ်နိုင်ပြီးတော့
အမှန်ကိုအမှန်တိုင်းမြင်တတ်တဲ့အမြင်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ဖြာရောင်သွေးဆောင်မှုတွေဟာတခုမှအရာမရောက်တော့ဘူးအလုံးကိုကြော့ဖြတ်သွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဒီပုဂ္ဂိုလ်နှုတ်ကိုရှင်းပြထားတာသူဘာနုပတ္တိဝိဟရန္တံလှပတင်တယ်လို့အမြဲတမ်းစိတ်ဝင်စားပြီးတော့နေတဲ့ပုဂ္ဂိုလ်မျိုးကိုကိလေသာကာမဂုဏ်အာယုံစိုးတွေကလွှမ်းမိုးပြီးတော့တဏှာရာဂရဲ့လွှမ်းမိုးမှုကိုခံရမှာနေတိုက်လို့သစ်ပင်တစ်ပင်ဟာလဲပြုံသွားသလိုအဲ့ဒီပုဂ္ဂိုလ်ဟာလည်းပဲကြာဆုံးသွားမယ်လို့ထင်လို့ဆိုအဲ့ဒါလို့မဟုတ်ဘဲနဲ့အတုဝနုပတ္တိဝိဟရန္တံတကယ်အစစ်အမှန်မတက်မတဲ့ယွန်းစဝဲတွေကိုရှုမြင်ပြီးတော့နေနိုင်တဲ့ပုဂ္ဂိုလ်မျိုးကြတော့ကြောက်တောင်ကြီးလို့စိတ်ဓာတ်ကခိုင်မာသည့်အတွက်ကြောင့်သူဟာမြောက်မနဲ့ပန်းတိုင်ကိုရောက်ရှိအောင်သွားနိုင်တယ်လမ်းမှာပြိုလဲသွားမှာမဟုတ်ဘူးလို့ကြဆုံးသွားမှာမဟုတ်ဘူးလို့ဒီလိုဟောတယ်အဲ့တော့ဘုန်းကြီးတို့တွေကိုလိုချင်တဲ့ပန်းတိုင်တစ်ခုရချင်ပြီဆိုရင်အလပကိုမမမောရဘူးလို့ဆိုလိုတယ်နော်အစစ်အမှန်ကိုမြင်နိုင်အောင်ကြည့်မြင်နိုင်အောင်ကြည့်ခဏခေတ်မှာလည်းပဲပညာသင်နေတဲ့အချိန်မှာကြာဆုံးသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးဒီပညာတဝက်တစ်ပြည့်နဲ့အလှပမမောတဲ့ပုဂ္ဂိုလ်တွေကပညာရေးတစ်ပြည့်တဝက်တစ်ပြည့်နဲ့ကြာဆုံးသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အဲ့ဒါလို့မဖြစ်ရအောင်ဘယ်ကိစ္စပဲဖြစ်ဖြစ်ကိုဟာဒီကာမဂုဏ်အာယုန်ဒီပေါ်မှာမမောတွေ့တာတဲ့အမြင်မျိုးကိုမမြင်စေရဘူးအစစ်မှန်ကိုမြင်တဲ့အမြင်မျိုးမြင်တတ်အောင်လေ့ကျင့်ပေးရမယ်လို့ဒါမှကိုသွားခြင်းနဲ့လမ်းဆုံးပန်းတိုင်းကိုရခြင်းနဲ့နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုနိုင်မှာဖြစ်တယ်ဒါအရေးချင်းတစ်ခုပဲနော်အရေးချင်းတစ်ခုနောက်အရေးချင်းတစ်ခုကဘာတော့သူဝနိပတ္တိဝိဟရန္တံဣန္ဒရိယေတုအတ္တံဝုတံဣန္ဒရိယေတုအတ္တံဝုတံရဲ့ဣန္ဒရိယေတုတုတံဝုတံတယောက်ကဣန္ဒြေကိုစောင့်စည်းမှုမရှိဘူးမျက်စိနာနာလျှာကာယမနဆိုတဲ့ကိုယ်ဣန္ဒြေကိုမထိန်ချုပ်နိုင်ဘူးမျက်စိတွေကဖြစ်ပေါ်လာတဲ့မြင်တဲ့အစင်းနားတွေကကြားလာတဲ့အသံအဲ့ဒါတွေနဲ့ပတ်သက်လာတဲ့အခါအာယုံ၅ပါးကာမဂုဏ်တရားတွေပေါ့ထိန်ချုပ်နိုင်စွမ်းမရှိသည့်အတွက်ကြောင့်မျက်စိကဝင်လာတဲ့အဆင့်အာယုံမှာလောဘဖြစ်ဒေါသဖြစ်နားတွေကကြားတဲ့အတန်ပေါ်မှာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်နှာခေါင်းကနမ်းရှုလို့ရတဲ့အနံပေါ်မှာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်လျှာပေါ်ရောက်လာတဲ့အရာသာပေါ်မှာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်ခန္ဓာကိုယ်နဲ့ထိတွေ့လာတဲ့အထိတွေ့ပေါ်မှာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်စိတ်ကူးကြံစီတဲ့အာယုန်ဒီပေါ်မှာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်ဆိုရင်လူခန္ဓာမှာရှိတဲ့တကား6ပေါက်ဟာလောဘတွေဒေါသတွေဝิญဉ်တိုင်းဝင်လုံခြုံမှုမရှိဘူးလူတယောက်ဟာအိမ်ကိုမဆောင်ရှောက်ဘူးအိမ်တကားမပိတ်ဘူးရှောက်သွားနေတယ်ခေတ်ကလည်းမကောင်းဘူးဆိုရင်သူ့အိမ်ရှိတာပြောင်းမှာပေါ့နော်အိမ်ထဲရှိတဲ့ပစ္စည်းတွေကုန်ပါသွားမှာပေါ့အဲ့ဒါမျိုးလိုပဲမျက်စိနာနာလျှာကာယမနဆိုတဲ့ဣန္ဒြေ6ပါးကထိမ့်သိမ်းဆောက်ရှောက်မှုကင်းသွားပြီဆိုလို့ရှိရင်လောဘဆိုတဲ့ရန်သူတွေဒေါသဆိုတဲ့ရန်သူတွေမှမသိတဲ့မောဟဆိုတဲ့ရန်သူတွေကကိုယ်တဏ္ဍမှာဖြစ်ပေါ်လာမယ်ကုသိုလ်စိတ်ဆိုတဲ့ကုသိုလ်တရားဆိုတဲ့တန်ဖိုးရှိတဲ့ယရဏတွေကိုလူရဲ့ဖြည့်ဆည်းပြီးယူသွားကြမှာပဲဖြစ်တယ်ဒါကြောင့်မို့နိဗ္ဗာန်လမ်းကြောင်းကိုသွားခြင်းပဲဖြစ်ဖြစ်ကိုလိုချင်တဲ့အဆင့်တန်းတစ်ခုရောက်ဖို့ပဲဖြစ်ဖြစ်ဣန္ဒြေကိုထိန်းချုပ်နိုင်စွမ်းရှိရမယ်လို့ပြောတာနော်ဣန္ဒြေကိုထိန်းချုပ်နိုင်စွမ်းရှိရမယ်မရှိဘူးဆိုရင်ကြာဆုံးသွားမယ်ဟာပြောဣန္ဒြေကိုထိန်းချုပ်နိုင်ရဣန္ဒြေထိန်းချုပ်နိုင်တယ်ဆိုတာမကြည့်ပဲနေတာနားမထောက်ပဲနေတာမဟုတ်ဘူး
မြင်လာလို့ကြည့်လိုက်လို့မြင်တဲ့အာယုံကြားလိုက်တဲ့အတန်အာယုံပေါ်မှာလောဘဒေါသမောဟမဖြစ်အောင်ထိန်းချုပ်ခြင်းသာလည်းဖြစ်တယ်တတိနဲ့အမြဲမပြတ်စောင့်ကြကြည့်ရှိရမယ်စောင့်ကြကြည့်ရှုခြင်းမရှိဘူးဆိုရင်အားမရှိတဲ့တစ်ပင်လို့မုံတိုင်းဝင်တာနဲ့လဲပြုတ်သွားမှာလူဟာလူရင်းပတ်နိုင်ကိုမရောက်ဖက်နဲ့ကြာဆုံးသွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကအိန္ဒြိယေတုအတ္တံဝုဒံအိန္ဒြိပေါ်မှာထိမ့်သိမ်းဆောက်ရှောက်မှုကင်းတဲ့ပုဂ္ဂိုလ်ဟာတဏှာရာဂဆိုတဲ့ကိလေသာရဲ့လွှမ်းမိုးမှုကြောင့်ကြာဆုံးသွားနိုင်တယ်အိန္ဒြိယေတုတုတံဝုဒံမျက်စိနာနာလျာကာယမနလို့ဆိုတဲ့အိန္ဒြေ6ပါးပေါ်မှာတတိတိဟုသောအဆောင်ဖြင့်ဆုပ်ပိတ်ဆောင်ချက်ပြီးအသိပညာဖြင့်ထိန်းချုပ်ထားမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာကြောက်တောင်ကြီးတို့ကြံခိုင်ပြီးလိုရပန်းနိုင်ကိုလက်လှမ်းနိုင်တယ်လို့ဒီလိုဟောလို့ရင်ဖြစ်တယ်ပေါ့နော်ဒါဒုတိယအရေးချင်းတစ်ခုပဲနောက်ထပ်ဘောဇနမိစာမတ္တညုဘောဇနမိစအမတ္တညုနဲ့ဘောဇနမိစမတ္တညုအစာအာဟာရနဲ့ပတ်သက်ပြီးတော့အတိုင်းရှိကိုသိခြင်းဟာအရေးချင်းတစ်ခုပဲအစာအာဟာရနဲ့ပတ်သက်ပြီးအတိုင်းရှိမသိတဲ့ပုဂ္ဂိုလ်အတိုင်းရှိဆိုဒီမှာခံယူခြင်းအတိုင်းရှိစားသုံးခြင်းအတိုင်းရှိစွန့်ပစ်ခြင်းအတိုင်းရှိဒီလိုဆိုလို့တနည်းအားဖြင့်ပြောရမယ်ဆိုရင်ကိုယ်နဲ့သင့်တဲ့အစာကိုယ်နဲ့မသင့်တဲ့အစာဒါအတိုင်းရှိတခုစားသင့်တဲ့အတိုင်းဒါမစားသင့်တဲ့စားသင့်တဲ့အတိုင်းဒါဒီလိုသိရမှာစားသင့်တာလည်းပို့ပြီးတော့မစားရလောကလူတွေကအစာစားနေတာဟာအသက်ရှည်ဖို့ဆိုတဲ့ရည်ရွယ်ချက်ပျောက်သွားပြီးတော့ကြိုက်လို့စားတာဖြစ်တယ်ကြိုက်လို့စားတာဖြစ်သွားကြိုက်လို့စားတာဖြစ်သည့်အတွက်ကြောင့်မတည့်ဘူးဆိုတာသိရင်တောင်မှပဲဘာလို့တော့ဝါဝါစားပြီးသိမယ်လို့ပြောသေးတာတော့နော်စီရယောဂရှိလို့အချို့မတည့်ဘူးဆိုရင်စားလိုက်ပါအောင်မယ်ပြီးတော့မှစိတ်တော့မယ်ဆိုရလူလည်းရှိတယ်မတည့်မှန်းတော့သိတယ်မနေနိုင်ဘူးစားလိုက်ပြန်တယ်အဲ့ဒါလို့ဝက်သားမတည့်ပါဘူးဆိုရင်စားလိုက်တာဘုန်းကြီးတို့နဲ့သိတဲ့ဆရာတော်တစ်ပါးဆိုလို့ရှိရင်ဝက်သားကသူကမတည့်ဘူးဆုံးဝိုင်းတူတူစားကြတဲ့အခါမှာဝက်သားကလည်းပဲစီတွေနဲ့ဣနေအောင်ချက်ထားတယ်ဝက်သားမြင်တော့မနေနိုင်ဘူးနဲ့တူပါတယ်တတုံးဆယ်လိုက်တဲ့အခါဘုန်းကြီးကလည်းမနေနိုင်တော့ပြောလိုက်တယ်ဆရာတော်ဝက်သားမတည့်ဘူးလေလို့တတုံးနဲ့ပါကိုတော်တဲ့တတုံးနဲ့ပါကိုတော်ဆိုစားလိုက်တော့ကတွင်းကတွေ့သွားတဲ့အခါကျနောက်တစ်ခါလှမ်းမြန်နဲ့လက်ခတ်လှမ်းတော့လှမ်းကြည့်လိုက်တဲ့အခါထူပါဘူးကိုတော်တဲ့သူကသူပဲပြောဝါအောင်ပဲစားလိုက်တော့နော်အဲ့ဒါလို့ဖြစ်တတ်တယ်ဒါသဘာဝကိုပြောပြတယ်တော်တော်များများဟာရှားကိုထိန်းနိုင်တဲ့သူခက်ရှာနော်မတည့်ဘူးဆိုလက်ကိုမကြည့်ပဲနဲ့နေမတည့်တာမစားနဲ့အခုရသော်ပြဟောတာတော့ဒါနိဗ္ဗာန်ရောက်ကြောင်းတရားအောင်မြင်ကြောင်းတရားထဲမှာဒါပါတယ်ဘောဇနာမိကိုနေစဉ်စားတဲ့အစာအာဟာရပေါ်မှာအမတ္တညုံတိုင်းတာကိုမသိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာကြာဆုံးတဲ့ပုဂ္ဂိုလ်ဖြစ်မယ်ဘောဇနာမိသမတ္တညုံအစာအာဟာရစားရမယ်အတိုင်းတာကိုသိတဲ့ပုဂ္ဂိုလ်ကိုနဲ့မတည့်သလိုသိတယ်မစားဘူးရှောင်တယ်အဲ့ဒါလို့အစာအာဟာရနဲ့ပတ်သက်ပြီးတော့သင့်မသင့်အတိုင်းတာသိတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှကြာဆုံးမသွားဘူးတဲ့ကြောက်တော်ကြီးလိုကြံ့ခိုင်ပြီးတော့ကိလေသာတွေကိုတွန်းလှန်ဖယ်ရှားနိုင်လို့နိဗ္ဗာန်သွားခြင်းနဲ့ဆိုရင်နိဗ္ဗာန်ရောက်အောင်မြင်ကြည်ပွားခြင်းနဲ့ဆိုရင်အောင်မြင်ကြည်ပွားအသက်ရှိခြင်းနဲ့ဆိုရင်လည်းအသက်ရှိအစာအာဟာရနဲ့ပတ်သက်ပြီးတော့အတိုင်းတာမသိဘူးကြိုက်လို့စားတယ်ကြိုက်ရင်တော့စားမှာပဲဆိုတဲ့ပုဂ္ဂိုလ်ကတော့အသက်ရှည်ဖို့ဆိုတာခက်သွားပြီနော်ကြာဆုံးသွားမှာပဲအာမရှိတဲ့တစ်ပင်လိုပဲ
ဗျာတိဆိုတဲ့လေလေးနဲ့မတိုးလိုက်နဲ့ဘုံဝင်နဲ့လဲသွားပြီဆေးရုံရောက်ပြီးတော့နော်ဆေးရုံရောက်သွားပြီအစာရကိုရှောင်တဲ့ပုဂ္ဂိုလ်ကျမ်းမာပြီးတော့တက်ရှိကြတယ်ကိုလိုချင်တဲ့ပတ်နိုင်တစ်ခုရောက်နိုင်ဒါမြတ်စွာဘုရားဟောတာနော်ဘယ်ကိစ္စမှာပဲဆိုဒီဟာအရေးချင်းတစ်ခုပဲဒါကြောင့်မို့နောက်အရေးချင်းတစ်ခုကိုကြည့်ကြအောင်ပြိုလဲသွားတဲ့ပုဂ္ဂိုလ်ကဘာတော့ကုတိတံပြင်းနေကုတိတပြင်းနေကုတိတံဟိနဝီရိယပြင်းပြီးတော့လုံးဝကြိုးစားအထောက်မှုမရှိတဲ့ပုဂ္ဂိုလ်အဲ့တော့ဒီနေရာမှာပြင်းပြီးတော့ကြိုးစားအထောက်မှုမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ကဘယ်ပုဂ္ဂိုလ်မျိုးတုံးဆိုလို့ရှိရင်ကောင်းမှုလေးခြုံပြီးတော့စိတ်ကူးရင်တဲ့ပုဂ္ဂိုလ်တွေပေါ့ကောင်းမှုလေးခြုံပြီးစိတ်ကူးရင်ရှင်တတ်ကြလားတော့မသိဘူးလောဘလေးနဲ့တွေးပြီးတော့ကိုယ်ကြိုက်တာလေးတွေးပြီးတော့စိတ်ကူးရင်နေတာအဲ့ဒီလောဘနဲ့တွေးတဲ့အတွေးကိုစိတ်ကူးရင်လက်ခံထားတာကိုဒီနေရာမှာပြင်းတယ်လို့ပြောတာနော်တကယ်ကတော့သူဟာလောဘနဲ့တွေးတဲ့အတွေးတစ်ခုကိုလက်မခံရဘူးကာမဝိတ္တအဲ့ဒီစိတ်ကူးရင်ပြီးတော့နေတာမျိုးကိုလက်မခံရဘူးဘာလို့လဲဆိုစိတ်ကူးရင်တော့ကြအကောင့်ထဲဖော်မိတတ်တယ်လေအဲ့ဒါကိုလက်ခံလိုက်ပြီဆိုလို့ရှိရင်သူ့ရဲ့လွှမ်းမိုးမှုကိုခံရတော့မှာဒါကြောင့်မို့လောဘနဲ့တွေးတဲ့စိတ်ကူးရင်အတွေးဒေါသနဲ့တွေးတဲ့စိတ်ကူးရင်အတွေးပြင်းထန်တဲ့ဒေါသနဲ့တွေးတဲ့စိတ်ကူးရင်အတွေးကာမဝိတ္တပြဘာရဝိတ္တဝိဟိန္ဒဝိတ္တကာမဝိတ္တဆိုတာလောဘနဲ့တွေးတာကာမဂုဏ်အာယုန်တွေကိုခံစားလို့တဲ့စိတ်နဲ့တွေးတယ်ပြဘာရဝိတ္တဆိုတာလူတစ်ဖက်သားအပေါ်မှာဒေါသနဲ့တွေးတယ်ဝိဟိန္ဒဝိတ္တဆိုတာတစ်ဖက်သားကိုဒုက္ခပေးခြင်းနဲ့အတွေးတွေတွေးတာဒေါသနဲ့တွေးတယ်အဲ့တော့လောဘနဲ့တွေးတဲ့အတွေးနဲ့ဒေါသနှမျိုးနဲ့တွေးတဲ့အတွေးအဲ့ဒီအတွေးတွေကိုမိစ္ဆာဝိတ္တလို့ခေါ်တယ်မှားနေတဲ့အတွေးတွေအဲ့ဒီအတွေးတွေနောက်လိုက်ပြီဆိုရင်ကြာဆုံးသွားနိုင်တယ်အဲ့ဒီအတွေးကိုလက်ခံတွေးနေတဲ့ပုဂ္ဂိုလ်သည်ကုတိတံဟိနဝိရိယကုတိတဆိုတာကုသိတေနအာကာရေနတိရတိတိကုတိတော်ဆိုတဲ့အတိုင်းဖယုဖယဲနဲ့ရုပ်ပြက်ဆင်းပြက်မြုပ်သွားတဲ့ပုဂ္ဂိုလ်လောကမှာထင်ပေါ်ကျော်စားမှုမရှိတော့ဘူးဘယ်တော့မှသူဟာမြုပ်သွားတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်ပြင်းတဲ့ပုဂ္ဂိုလ်ဆိုမြုပ်သွားကြိုးစားတဲ့ပုဂ္ဂိုလ်တွေကထင်ပေါ်လာတန်မြာထဲမှာလည်းပဲမြုပ်သွားတယ်မကြိုးစားတဲ့ပုဂ္ဂိုလ်တွေကမြုပ်သွားဟိနဝိရိယလုံလဝိရိယဆိုတာလုံးဝမရှိဘူးမရှိသည့်အတွက်ကြောင့်ကာမဂုဏ်အာယုန်အတွေးတွေဒေါသနဲ့အတွေးတွေကိုလက်ခံပြီးတော့ထိုအတွေးတွေရဲ့လွှမ်းမိုးမှုအောက်မှာပျက်စီးဆုံးရှုံးသွားနိုင်တယ်ဒါကကြဆုံးတဲ့ပုဂ္ဂိုလ်ရဲ့အနေအထားတစ်ခုအဲ့ဒါကိုမကြဆုံးစေအောင်ဘာလုပ်ရတတ္ထံအာရထဝိရိယံယုံကြည်ချက်ရှိရမယ်ကိုကံကံဤကျိုးကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဆိုယုံကြည်ချက်ရှိရယရဏသုံးပါးကိုယုံကြည်တယ်ဆိုတဲ့လောကုတ္တရာယုံကြည်ချက်ကောင်းတဲ့အလုပ်တွေပေါ်မှာစိတ်ဝင်စားတယ်လုပ်တဲ့နဲ့လို့ဆုံးဖြတ်ချက်ချအဲ့ဒီပုဂ္ဂိုလ်မျိုးကတတ္ထာအဲ့တရားရှိတဲ့ပုဂ္ဂိုလ်ကမှအောင်မြင်ကြီးပွားနိုင်တယ်ကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်နိုင်တယ်အာရထဝိရိယကြိုးစားအထုတ်တဲ့လုံလဝိရိယရှိတယ်ခုနလိုကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့အတွေ့အကြုံဒေါသနဲ့ပတ်သက်အတွေ့အကြုံပေါ်မှာမိန်မောမနေပဲနဲ့ကိုယ်ရင်ထဲမှာပေါ်လာတာနဲ့တပြိုင်နက်အဲ့ဒီအတွေ့အကြုံတွန်းလှန်ဖယ်ရှားပစ်အတွေ့အကြုံကိုလက်မခံဘူးတွန်းလှန်ဖယ်ရှားပစ်သည့်အတွက်ကြောင့်ရင်ထဲမှာအလုံးအခဲဖြစ်မလာတော့အစုအခဲကြီးဖြစ်မလာတော့မုန်တိုင်းထန်တော့မယ်ဆိုရင်ပင်လယ်ထဲမှာရာဇဝန်းကြီးတစ်ခုဖြစ်ပေါ်လာတာမဟုတ်လားအဲ့ဒါဆက်လက်ပြီးဖြစ်ပေါ်နေမယ်ဆိုလို့ရှိရင်မုန်တိုင်းတိုက်ဖို့ဖြစ်လာမှာပေါ့အဲ့ဒါလိုပဲရင်ထဲကအတွေးတွေကိုမဖယ်ဘူးဆိုရင်အင်အားကောင်းလာပြီးတော့
နော်အနီးရောင်အဆင့်တို့လိမ္မော်ရောင်အဆင့်တို့ဖြစ်ကုန်မှာပေါ့နော်အဲ့ဒါတွေမဖြစ်ရအောင်မြန်မြန်ခြေမုံပြရမယ်အဲ့လိုခြေမုံတဲ့ပုဂ္ဂိုလ်အာရဒဝိရိယကြိုးစားအထုတ်တဲ့ဝိရိယရှိတဲ့ပုဂ္ဂိုလ်လို့မြတ်စွာဘုရားပြောတာအဲ့ဒီပုဂ္ဂိုလ်မျိုးကဘယ်တော့မှမကြဆုံးဘူးလိုချင်တဲ့လမ်းဆုံးပန်းတိုင်းကိုရောက်ရှိအောင်ချင့်တက်နိုင်တယ်တတ္ထံအာရဒဝိရိယအလုံးပေါင်းလိုက်တဲ့အခါကြဆုံးသွားတဲ့ပုဂ္ဂိုလ်ကသူဗန္ဓုပတ္တိဝိဟရန္တံအလှပကိုသာမမောနေတယ်အမြဲတမ်းလှပကိုကြည့်ပြီးမမောနေတဲ့ပုဂ္ဂိုလ်ဣန္ဒြိယေတုအတ္တဝုတံဣန္ဒြေ6ပါးစောင့်စည်းထိမ့်သိမ်းစောင့်ရှောက်မှုကင်းတဲ့ပုဂ္ဂိုလ်ဝေါဇနမိစ္ဆမတ္တညောအစာအာဟာရနဲ့ပတ်သက်ပြီးတော့အတိုင်းအတာတစ်ခုမသိကြိုက်ရင်စားတဲ့ပုဂ္ဂိုလ်မျိုးအတိုင်းအတာမသိတဲ့ပုဂ္ဂိုလ်မျိုးကုတိတံပြင်းရပြီးဟိနဝိရိယလုံးဝအာမထုတ်တဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးဟာလောကမှာလမ်းဆုံးပန်းတိုင်ကိုရည်မှန်းချက်တွေကိုရဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့မြတ်စွာဘုရားရည်မှန်းချက်ကိုမရောက်နိုင်ဘူးတဲ့အဲ့တော့ရည်မှန်းချက်ရောက်နိုင်တဲ့ပုဂ္ဂိုလ်ကဘာတော့အတုဗန္ဓုပတ္တိဝိဟရန္တအစစ်အမှန်ဒီဖုံးကွယ်ထားတဲ့အပေါ်ယံအလှပါတွေကိုမမမောပဲနဲ့အစစ်အမှန်ကိုရှုမြင်သုံးသပ်နိုင်တဲ့ပုဂ္ဂိုလ်ဣန္ဒြိယေတုတုတံဝုဒံဣန္ဒြေ6ပါးကိုထိမ့်သိမ်းဆောက်ရှောက်တဲ့ပုဂ္ဂိုလ်ဘောဇနာမိသမတ္တညောအစာအာဟာရနဲ့ပတ်သက်ပြီးအတိုင်းအတာသိတဲ့ပုဂ္ဂိုလ်တတ္ထံယုံကြည်ချက်ရှိတဲ့ပုဂ္ဂိုလ်နဲ့အာရဒဝိရိယအထောက်သောဝိရိယရှိတဲ့ဝိရိယအထောက်တဲ့ပုဂ္ဂိုလ်လို့ပြောတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုတံဝေနပတ္တိမာရောအဲ့ဒီပုဂ္ဂိုလ်မျိုးကိုကိလေသာဆိုတဲ့မာရလူကိုဖျက်ဆီးတတ်တဲ့ကိလေသာတရားကရှင်ထဲမှာဖြစ်လာတဲ့လောဘတွေရှင်ထဲမှာဖြစ်လာတဲ့ဒေါသတွေကသူ့ကိုဖျက်ဆီးချေမှုန်းပြစ်ခြင်းကမစွမ်းနိုင်ဘူးတဲ့မဖျက်ဆီးနိုင်ဘူးလို့ဆိုလို့တယ်ပေါ့ဝါတောသေလံဝပပတံကြောက်အတိပြေးတဲ့တောင်ကြီးကိုဘလောက်ကြီးမားတဲ့မုန်တိုင်းကြီးပဲဖြစ်ဖြစ်ရဲရိုင်လှုပ်ရှားတော့မလုံနိုင်ဘူးတိုက်ခတ်ဖြိုဖျက်ခြင်းကမစွမ်းနိုင်ဘူးလို့ဓမ္မပဒမှာလက်တွေ့ကြတဲ့ကျင့်စဉ်လေးအဲ့ဒါကိုဓမ္မရတ္တပေါ်အောင်စဉ်းစားပြီးကိုယ့်အတွက်ဘဝသင်္ကန်းစာယူချမှာဖြစ်တယ်ပေါ့ဒါတွေဟာလက်တွေ့ကြကျင့်သုံးရမှာဖြစ်တယ်ကိုယ်နေစဉ်ဘဝမှာနေရင်ဘယ်လိုနေကြမလဲအလှပကိုမမောတဲ့စိတ်တွေနဲ့မနေနဲ့နော်ဣန္ဒြိယေတုတုတံဥဒ္ဒံဣန္ဒြေ6ပါးထိမ့်သိမ်းဆောက်ရှောက်လွတ်မထားနဲ့ဘောဇနာမိသမတ္တညောအစာအာဟာရကိုယ်နဲ့သင်္နာသာစားမသင်္နာမစားနဲ့ကျမ်းမာရေးဂရုစိုက်ဒီလိုဆိုလိုတယ်ပေါ့တတ္တံယုံကြည်ချက်ရှိရမယ်အာရဒဝိရိယကြိုးစားအထောက်မှုရှိရမယ်ဆိုဒီအရေးချင်းတွေရှိမှသာလေကိုယ်ဘဝဟာကိုယ်ရည်မှန်းချက်အောင်မြင်နိုင်တယ်ဖြစ်တယ်ပေါ့ဒီဒေသနာတော်ကိုမြတ်စွာဘုရားဟာသုလကာလမဟာကာလဆိုတဲ့ညီနောင်နှစ်ပါးနဲ့ပတ်သက်ပြီးတော့ဆုံးမဟောကြားတဲ့ဒေသနာလက်တွေ့ဘဝတစ်ခုကိုပေါ်လွင်အောင်ဟောတာမြတ်စွာဘုရားနော်သူတို့နှစ်ပါးနဲ့ပတ်သက်ပြီးတော့ပြောတာညီကိုနှစ်ပါးပထမဆုံးကတော့တေတပြမြို့ကကုန်းတယ်ညီနောင်3ယောက်ရှိတယ်ကာလအမိရတဲ့ညီနောင်3ယောက်အကိုကြီးကိုမဟာကာလအကိုလက်ကိုမစ္စည်းမကာလအငယ်ဆုံးကသုလကာလလို့သူတို့3ယောက်ရှိတဲ့တည်းမှာအလက်ကအိမ်ကထိုင်ပြီးတော့ညီကို2ယောက်သဲလာတဲ့ပစ္စည်းတွေကိုရောင်းဝယ်လုပ်တယ်အကိုကြီးနဲ့ညီငယ်ကလှဲပေါင်း900နဲ့ကိုရောင်းကုန်ဝယ်ထွက်တယ်ပစ္စည်းပွားရှာကြတာဝတိမြို့ရောက်တဲ့အခါကျတော့မြတ်စွာဘုရားတရားနာတဲ့အခါအကိုကြီးဆုံးဖြစ်တဲ့မဟာကာလကဘုရားတရားတော်ကိုအာယုံစိုက်ပြီးတော့နာမြတ်စွာဘုရားဟောပြတဲ့မဂ္ဂင်7ပါးအကျင့်တရားကိုတည်တည်ချာချာနားစိုက်ပြီးထောင်လိုက်တဲ့အခါမှာ
ကျင့်ကျင်စိတ်ကြံ့ကျင်စိတ်ရင်ထဲကတရားတရားတွေဖြစ်ပြီးတော့ကျင့်လို့တဲ့စိတ်တွေဖြစ်လာအေးဒါကြောင့်မို့လို့သူဟာသူ့ညီကိုရောင်းကိုယ်ဝယ်ကိစ္စတွေသူ့ညီကိုလွှဲအပ်ပြီးသူကတော့သာသနာ့ဘောင်ဝင်ပြီးရဟန်းခံလိုက်တယ်သူ့ညီကတော့သူ့အကိုကြီးကိုတရက်ပြန်ခေါ်မယ်ဆိုပြီးတော့ရည်ရွယ်ချက်နဲ့သူလည်းပဲနောက်ကလိုက်ပြီးတော့သာသနာ့ဘောင်ဝင်လိုက်တယ်ဝင်လိုက်ပြီမဲ့လို့သူ့မှာပါတော့ဆိုရင်အမြဲတမ်းအလှပကိုတွေးတောနေတယ်အိန္ဒြေထိန်ချုပ်မှုမရှိဘူးအစာအာဟာရနဲ့ပတ်သက်ပြီးကြိုက်ရင်စားတယ်ဆိုတဲ့ပုဂ္ဂိုလ်ပြင်းနေနော်လုံလဝိရိယမရှိဘူးဆိုတဲ့အခြေအနေတွေနဲ့သူဟာအချိန်ကုန်လာသူ့ကိုကြီးကတော့အဲ့လိုမဟုတ်ဘူးအတုဝနုပတ္တိမတ္တမတ္တယွန်းစပွဲဆိုတာလေအတုဝကမ္မထံကျိုးပန်းအထုတ်တယ်အိန္ဒြေယတုတုတံဟုတံအိန္ဒြေတွေနဲ့ပတ်သက်ပြီးတော့ကောင်းစွာထိန်းချုပ်တယ်ဘောဇနာမိစ္ဆာမတ္တညောမိမိနဲ့တင့်နာအစာအာဟာရနဲ့ပတ်သက်ပြီးတိုင်းတာနဲ့သိတယ်တတ္တသူကိုယ်သူယုံကြည်ချက်ရှိတယ်အာရဒဝိရိယမြတ်စွာဘုရားပေးတဲ့ဤစနစ်တိုင်းဝိပဿနာတရားကိုကြိုးကြိုးစားစားအားထုတ်တယ်အားထုတ်တော့အကူကြီးဖြစ်တဲ့မဟာကာလကယ ahanan ဖြစ်သွားတယ်ညီငယ်ဖြစ်တဲ့သုလကာလကတော့အိမ်ပြန်မဲ့ရက်ကိုပဲလက်ချိုးတွက်နေအေးတနေ့ကျတော့မြတ်စွာဘုရားကခီးဒေသစရီကြွတဲ့အခါမှာသူတို့မြို့ကိုကြွသွားသူတို့လည်းပါသွားကြတေတပြဆိုတဲ့မြို့ကိုရောက်သွားကြအဲ့ဒီသူတို့မြို့ရောက်တဲ့အခါကျတော့သူ့မြို့ရောက်ပြီဆိုရင်သူ့အိမ်သွေးသားတွေရှိတယ်လေသုလကာလကအိမ်တော်ဘက်2ယောက်ရှိတယ်နော်မဟာကာမစ္စည်းမကာလက4ယောက်ရှိတယ်မဟာကာလအကူကြီးက8ယောက်ရှိတယ်ခုခေတ်တဲ့သားနေနော်အဲ့ဒီလိုအဲ့တော့သူတို့အိမ်ရောက်တော့သူတို့အိမ်ကဆွေမျိုးတွေရောက်လာတယ်ဆိုတော့ပင့်ကြတာပေါ့မြတ်စွာဘုရားကိုဆုံးလို့ကြွေးဖို့ပင့်တဲ့အခါကျတော့မြတ်စွာဘုရားကြောလေကြောထမရှိတဲ့အရက်တွေကိုနေရာထိုင်ခင်းပြင်ဖို့ရအတွက်ကဘယ်လိုပြင်ရမယ်ဘယ်နေရာမှာပြင်ရတယ်ရဟန်းသံဃာတွေဘယ်လိုနေရာချရမယ်ဆိုတော့သိဖို့ရအတွက်သူ့ကိုကြီးကသုလကာလကိုလွတ်လိုက်တယ်မင်းသွားအိမ်ကိုသွားပြီးတော့သူတို့အိမ်ကဆွန့်ကပ်မှာနော်နေရာချဖို့လွတ်လိုက်တယ်နေရာချဖို့လွတ်လိုက်တာတူတူပြောရမယ်ဆိုသူနေရာချတဲ့အခါသူ့အမျိုးသမီးတွေဝိုင်းဖမ်းပြီးတော့သင်္ကန်းချွတ်ပြီးသူ့လဲပေးလိုက်တယ်သူလဲပြီးတော့ကရုံးကပြောင်းနေတဲ့အခါကျတော့ခေါင်းပေါင်းလေးပေါင်းပေးလိုက်တာပေါ့သူကတော့သဘောကျနေပုံရပါတယ်သဘောကျနေပြီးတော့သူ့ကိုအဲ့လိုလုပ်ပြီးတော့ကဲတန်ဃာတွေတော့ပင့်ဆိုသူ့ကိုပဲပင့်ခိုင်းလိုက်တယ်အဲ့ဒီဥစဉ်လူတွေကရှက်ရကောင်းမှတော့မသိဘူးမြတ်စွာဘုရားသွားပင့်ပြီးတော့တန်ဃာတွေဆုံးကတ်လူဖြစ်သွားပြီခုနပြောတဲ့သူဘာနုပတ္တိအလှပအမြဲတမ်းကြည့်နေတဲ့ကိုတော့အလွယ်တကူချွတ်လိုက်တယ်လူကိုလဲသွားလိုက်နောက်အဲ့ဒါကိုအားချပြီးမဟာကာလရဲ့အိမ်ကမျိုးသမီး8ယောက်ကလည်းပဲတို့လည်းပင့်မယ်ဆိုပြီးတော့ဆုံးပင့်အဲ့ဒါလို့ဆုံးပင့်ပြီးတော့အဲ့ဒီချိန်ကျတော့ပြင်ဆင်မှုအတွက်မဟာကာလမကြွဘူးသို့တော့မြတ်စွာဘုရားတဲ့တန်ခါးလေးဆုံးမကပ်ပြီးတဲ့အခါမြတ်စွာဘုရားကမဟာကာလကိုကဲကိုယ့်အိမ်ကကိုယ်တွေဆွေတွေမျိုးတွေကိုကိုတော်ပဲအနုမောဒနာတရားဟောလိုက်ဆိုတောင်းပေးထားတယ်နော်သူတော်ရတဲ့ကြံ့ရတဲ့တောင်းပေးတယ်အဲ့ဒီတရားဟောမလို့တရားဟောတဲ့အချိန်မှာသူ့မျိုးသမီးတွေကအကုန်လုံးဝိုင်းပြီးတော့ဖမ်းချုပ်ဖို့လုပ်တဲ့အချိန်မှာမဟာကာလကဇံအဘိညာဉ်ဝင်စားပြီးတော့အိမ်ခေါင်မိုးဖောက်ပြီးတော့ကျောင်းကိုပြန်ကြွလာခဲ့အဲ့ဒီအချိန်မှာသူကယဟန္တာဖြစ်နေပြီယဟန္တာဖြစ်တော့ဟိုကအတင်းသင်္ကန်းကိုချွတ်မလို့ဝိုင်းတဲ့အချိန်လေးမှာပဲသူကကောင်းကင်ပြန်တက်ပြီးတော့အိမ်ခေါင်မိုးဖောက်ကောင်းကင်ပြန်တက်ပြီးဖျားစီ
မြတ်စွာဘုရားအကြောင်းမှာရဟန်းတန်ဃာတွေကဝေဖန်နေကြတယ်မြတ်စွာဘုရားကဘာဖြစ်လို့မဟာကာလကိုအနုမောဒနာတရားဟောဖို့တပါးတဲ့ခြံခဲ့တာလေဟိုမှာသုလကာလတုန်းကလည်းပါသွားပြီအခုလည်းသူတို့ဒုက္ခပဲနဲ့ပြောနေကြတဲ့အချိန်လေးမှာမြတ်စွာဘုရားကတယောက်နဲ့တယောက်မတူဘူးတဲ့သုလကာလဆိုတာအမြဲတမ်းအလှပရှားပွေမဲ့မောနေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အိန္ဒြေစောင့်တည်မှုကင်းတယ်အစာအာဟာရနဲ့ပတ်သက်ပြီးတိုင်းတာမသိဘူးပြင်းရည်တယ်လုံလဝိရိယမရှိဘူးဒါကြောင့်သူပါသွားတာမဟာကာလကအဲ့ဒါမျိုးမဟုတ်ဘူးတဲ့အမြဲတမ်းအတုဝကမ္မထံပွားပြီးတော့အမှန်တရားကိုသိရှိအောင်ကြိုးစားနေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အိန္ဒြေကိုထိမ့်သိမ့်ဆောက်ရှောက်တဲ့အစာအာဟာရနဲ့ပတ်သက်ပြီးတော့လည်းအတိုင်းတာသိတယ်ယုံကြည်ချက်လည်းရှိတယ်လောလဝိရိယကြိုးစားအထောက်မှုလည်းအပြည့်အဝရှိတယ်မဟာကာလရဲ့စိတ်ဓာတ်ဟာကြောက်သားပဂတိပြီးတဲ့ကြောက်တော်ကြီးလိုဘယ်တော့မှမုန်တိုင်းတိုက်လို့ပြိုလဲမှမဟုတ်ဘူးသူ့ကိုကိလေသာအသွားတွေကတိုက်ခိုက်လို့မရဘူးသူဟာယန္တာပုဂ္ဂိုလ်ကြီးဖြစ်နေတယ်လို့ခေါ်ပြောနေတော့မဟာကာလမထေရဟာကောင်းကင်ယံကဆင်းသက်ပြီးမြတ်စွာဘုရားခြေတော်ကိုဥတိုက်တယ်လို့ဒီလိုမှတ်တမ်းတင်ထားတယ်နော်အဲ့တော့ဒီမထေရမြတ်ဒီမထေရနှစ်ပါးညီနောင်နှစ်ပါးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဒီဓမ္မပဒဒေသနာတော်ကိုဟောခဲ့တာဒီဓမ္မပဒဒေသနာတော်ရဲ့ဓမ္မရတ္တသူတို့နှစ်ပါးနဲ့သာသက်ဆိုင်တာမဟုတ်ဘူးအားလုံးကိုယ်ဘဝကိုယ်လမ်းကြောင်းကိုဖြောင်းတန်းအောင်ကြိုးစားတဲ့ပုဂ္ဂိုလ်တိုင်းဟာဒီရည်ချင်းတွေမကောင်းတဲ့ရည်ချင်းတွေရှောင်လို့ကောင်းတဲ့ရည်ချင်းတွေကိုကျင့်ဆောင်ကြရမှာဖြစ်ဒီကျင့်စဉ်အတိုင်းကျင့်ကြံကြိုးကိုအထောက်ထားလို့ရှိရင်ခိုင်မာပြီးတော့ဓမ္မလမ်းကြောင်းမတိမ်ဆောင်အောင်ဖြစ်နိုင်တယ်ဆိုတာကိုဟောကြားခြင်းပဲဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဓမ္မပဒဒေသနာမှာဓမ္မရတ္တများနဲ့ဘဝသင်္ကန်းစာကိုယခုလိုနိုင်မှတ်သားပြီးတဲ့အခါမှာမိမိရဲ့ရင်ထဲနှလုံးထဲမှာဒီအမတ်တရသိမ်းထားကြပြီးဘဝနေစဉ်ဘဝမှာဒုတွေဟာဒီချင်းတွေနဲ့ပြည့်စုံနေအောင်ကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီအမျှော်မြင်ကြီးစွာနဲ့မိမိတို့ရည်မှန်းချက်ပန်းနိုင်များကိုရောက်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဘုလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံဘဝယံတုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာရဟုရောက်ပြုပါဝင်ဝေလာမင်းနှင့်ရောင်းခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗ္ဗေတံကျွေးမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်သာစင်ထာဝရအမြတ်จิตသာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဟောလန္တဝန္တရွှေမြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွေးညကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်
ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း